ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လည်မျှပေးသွားမယ့်ဂိမ်းလေးရပါတော့ကျွန်တော်တို့အခုမှအသစ်ဆက်သက်ထွက်ရှိရတဲ့ပေါ့နော်ကျွန်တော်တို့ cash play ဆိုတဲ့ဂိမ်းလေးပေါ့နော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်ပြန်လည်မျှပေးသွားမှာဖြစ်တယ်ပေါ့နော်ဒီကောင်လေးရဆိုလို့ရှိရင်ကျွန်တော်တို့ဘိုင်းနဲ့ပတ်စံထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ 0.2 ဒေါ်လာကနေပြီးတော့ကျွန်တော်တို့စားထုတ်လို့ရဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ပြန်လည်မျှပေးခြင်းဖြစ်တယ်ပေါ့နော်ဒီကောင်လေးဖြစ်တယ်ပေါ့နော်ဒီကောင်လေးကို download ဆွဲဖို့အတွက်ကျွန်တော်အခုဗီဒီယိုရဲ့ comment မှာကျွန်တော်ရင်းချပေးရတယ်ပေါ့နော်အဲ့ဒီကနေစင်းကျွန်တော်တို့ download ဆွဲလို့ရတယ်တကယ်လို့မှအဲ့ဒီကနေမဆွဲချင်ဘူးကျွန်တော် Play Store ကနေပြီးတော့ကျွန်တော်တို့ download ဆွဲမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Play Store software လေးတွေကိုတစ်ချက်သွားလိုက်မယ်ပေါ့နော်ကျွန်တော်တို့ set bar မှာမျိုးလေးရိုက်ရှာလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကြာလာပြီဒီကောင်လေးပေါ့နော် cash play gain and earn ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီကောင်လေးဖြစ်တယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ download ဆွဲမယ်ဆိုလို့ရှိရင် download မဆွဲရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ download ဆိုတာပေါ်နေမယ်ပေါ့နော်အဲ download လေးကိုdownload ဆွဲပြီးသွားပြီကျွန်တော်ကတော့ download ဆွဲပြီးသွားပြီဖြစ်တဲ့ကြောင့်မလို့ download မပေါ်တော့ဘူးပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ download လုပ်ထားရဆိုလို့ရှိရင်ကျွန်တော်တို့ download လုပ်ထားတဲ့သူရဲ့ရေတော့ကကျွန်တော်တို့3သိန်းအောင်ပြီးသွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ download ဆွဲထားတဲ့ software လေးတွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ sign in account ဝစ်ကိုခဲတော့တစ်ချက်နှိပ်လိုက်ပြီပေါ့နော်ပြီးရင်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ Gmail တွေကြာလာမယ်ပေါ့နော်ဒီထက်ကကျွန်တော်တို့ကြိုက်တဲ့ Gmail တစ်ခုနဲ့ share ပေးလိုက်မယ်ပေါ့နော်စာရေးပုံစံမျိုးတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် Anna code here ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့ဘေးနားလေးက code ကလေးကိုထည့်ပေးရမယ်ထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်လူချင်းမင်းတို့ coin 200ကိုကျွန်တော်တို့ free ရရှိမှာဖြစ်တယ်ပေါ့နော် coin 200ကိုကျွန်တော် free ရရှိမှာဖြစ်တယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ check in daily ဆိုတာကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါကိုကျွန်တော်တို့ daily check in ယူခိုင်းတာကျွန်တော် check okay ကျွန်တော် coin 30ဆိုလို့ရှိရင် 0.01 ဒေါ်လာပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကြော်ညာအပေါက်30ကြည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ coin 300ရရှိမှာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမဲ့ကျွန်တော်တို့ ဖိတ်ခေါ်ထားတဲ့တန်ငယ်ချင်းပေါ့နော်9ယောက်ကပထမဆုံးတန်ငယ်ချင်း9ယောက်ကိုဖိတ်ခေါ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တယောက်ကိုကျွန်တော်တို့ coin 100တီးရရှိမှာဖြစ်တယ်ပေါ့နော်ပြီးရင်တော့ဒီမဲ့ဒီကောင်လေးရဆိုလို့ရှိရင်ကျွန်တော်တို့သူထဲမှာပေးထားတဲ့ဂိမ်းလေးတွေကျွန်တော်တို့10ဂိမ်းတီးကျွန်တော်တို့ကစားပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ coin 100ရရှိမှာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီသူ software လေးကိုကျွန်တော်တို့ဒီကောင်လေးရဆိုလို့ရှိရင်တော့ပေါ့နော်ဘာပြောရလဲဆိုတော့ကျွန်တော်တို့သူ software လေးကိုကျွန်တော်တို့ရေကျဲ9ပွင့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ coin 50ရရှိမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကျဲ9ပွင့်ပေးဖို့အတွက်ဒီကောင်လေးကိုကျွန်တော် claim ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးကိုရောက်ရှိသွားမယ်ပေါ့နော်နေရာလေးကိုရောက်ရှိသွားပြီဆိုရင်ဒီနေရာလေးမှာကျဲ9ပွင့်ပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကျဲ9ပွင့်ပေးပြီးတော့ကျွန်တော် post ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ download ဆိုတဲ့ software တွေကိုတစ်ချက်ပြန်ဝင်လိုက်မယ်ပြီးရင်ကျွန်တော် claim ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ coin 80ရရှိသွားပြီပေါ့နော်သူ့ကိုကျွန်တော်တို့တွေ5 star ပေးခဲ့လို့ပေါ့နော်ပြီးရင်ကျွန်တော်တို့ gain ဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးနားလေးက gain ပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီကောင်လေးရဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့သူပြထားတဲ့ gain လေးတွေရဲ့ပေါ့နော်သူပြထားတဲ့ gain လေးတွေရဲ့ပေါ့နော် gain လေးတွေရဲ့ကိုကျွန်တော်တို့ 10 minute ဆော့တာနဲ့ကျွန်တော်တို့တွေ coin တစ် coin ရရှိမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့အပေါ်ဆုံးကဂိမ်းလေးတွေကိုကျွန်တော်ဂိမ်းလေးကိုဥပမာနဲ့ကျွန်တော်ဆော့ပြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် coin တက်မတက်ကျွန်တော်တို့ကြည့်လိုက်မယ်ပေါ့နော်ဂိမ်းလေးကိုမဆော့ခင်ကျွန်တော်တို့ coin တက်မတက်ကျွန်တော်ကြည့်လိုက်မယ်ပေါ့နော် coin 80ရှိရပေါ့နော်ကျွန်တော်သူက10မိနစ်ကိုတစ် coin ပေးမှဖြစ်တဲ့ကြောင့်မလို့ကျွန်တော်10မိနစ်နေပြီးတော့ကျွန်တော်ဆော့ကြည့်လိုက်မယ်ပေါ့နော်တော့ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဲ့ play game ဆိုတော့တစ်ချက်နေလိုက်မယ်ပေါ့နော်ဒီဂိမ်းရဆိုလို့ရှိရင်ကျွန်တော်တို့ download ဆွဲစရာမလိုဘူးပေါ့နော်သူထဲမှာပါလာတဲ့ဂိမ်းလေးတွေကိုကျွန်တော်တို့ဆော့ပြရတာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်အစိမ်းအောင်စာကြောင်းလေး play ကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်ဓာချင်းမထိအောင်ကျွန်တော်တို့ရေစိုက်ပေးရမှာဖြစ်တယ်ပေါ့နော်ဂိမ်းလေးကရမ်းအောင်မှလွယ်ကူတယ်ပေါ့နော်
ကျွန်တော်ဂိမ်းကနေတစ်ချက်ပြန်ထွက်ကြည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်2မိနစ်နေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂိမ်းထဲကနေပြီးတော့ကျွန်တော်2ကွိုင်ရရှိရဲပေါ့နော်တကယ်လဲကျွန်တော်တို့10မိနစ်နဲ့1ကွိုင်ပေးရဲပေါ့နော်အောက်ကဂိမ်းနေရတော့ကျွန်တော်စော့ပြမနေတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်က10မိနစ်နေလို့ရှိရင်ကျွန်တော်10မိနစ်အဂိမ်းနဲ့မှကျွန်တော်တို့စော့နေလို့ရှိရင်ကျွန်တော်တို့1ကွိုင်ရရှိနေမှာဖြစ်တယ်ပေါ့နော်ဒီဂိမ်းညဆိုလို့ရှိရင်ကျွန်တော်တို့အမှန်တကယ်လည်းပတ်စံထုတ်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီဘေးနားလေးကလူပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ PayPal နဲ့ထုတ်လို့ရတယ်ပေါ့နော် PayPal နဲ့ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့0.6ဒေါ်လာနဲ့0.6ဒေါ်လာနဲ့ကျွန်တော်တို့ထုတ်လို့ရမယ်ပေါ့နော် coin နဲ့တွက်မယ်ဆိုရင်ကျွန်တော် coin 1500ဆိုလို့ရှိရင်0.6ဒေါ်လာထုတ်လို့ရမယ်ပေါ့နော်တော့ဒေါ်လာဆိုလို့ရှိရင်2500 coin ပေါ့နော်5ဒေါ်လာပြီးရင်ဒေါ်လာ50ကျွန်တော်တို့အသီးထုတ်လို့ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Binance နဲ့ထုတ်လို့ရမယ်ပေါ့နော် Binance နဲ့ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးနားလေးက NTC ကိုတော့တစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တို့ Binance နဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကြိုးရှိရဆိုလို့ရှိရင်ကျွန်တော် YouTube channel လေးကို subscribe လုပ်ပြီးတော့အားပေးကြပါဦးခင်ဗျာ